Tamili Majama and Legend of Gokweme. Tamili Jama and Legorochen of Gokweme. A simply le Gokweme, a simapile Gokweme, Mitasu Tema, Balochini Beshishi, Goro, Beachin and never Masai Goro Gokweda, Goro Gokwe, tight the Payamulo, Gorochen of Gokweme. Jama le Gokweme, Majama le Gokweme, Jama Chimapeda to Goro Magokweda Babu, Goro Jama di Pisi, Majama di Pisi, Gorocheno Chites or Genotide. A me Pisi. A name Pisi. A bear Yagama Piaki Mita and Aro Makinkwas in Amusura, the Bobo who were Yichide. Bear chain in Yumamaso, now Piaki Chide. Piaki Simangado Chancy Shide. Now Yoga Pina Chimaleve, not to a call of Piapias in Hare. Jamara Chimala, a call of Piasinado, but Jamara Chimala, not to a call of Piasinare. Now some potting up Pia Gogweme, the Machi Era Paya Jungare that appeared. Go ye a loose and that Piwabo Payao Swema Tebane. Damage of Yome. Au Miembo Payao Magokwebane. A simple Payao Makuzabane. Gokwe tight de Payago, Gokwe Yenema. သူရဲ့တမတရားနဲ့အညီအသက်ရှင်ရင်းနဲ့မှာအလိုတော်ကိုဝန်ခံရင်းလျှောက်လှမ်းရင်းနဲ့မှာအချိန်တန်တဲ့အခါမှာဖခင်ရဲ့ပြင်ဆင်လာတဲ့ကောင်းကြီးရတော့ရှိတယ်ကိုတော့ကောင်းကြီးပေးပေးမပေးပေးကိုတော့ကျွန်တော်နောက်ဆုံးထွက်တတ်တီကိုတော့ကိုးကွယ်မှာပဲဆိုတဲ့ယောဘကိုကြတော့နှစ်ဆဖခင်ပြန်ကောင်းကြီးပေးတယ်ဖခင်ကိုအသက်တရားမှာပေးတဲ့သားလေးကိုဖခင်ကိုတော့ပြန်တောင်းလဲကျွန်တော်ပေးမယ်လို့ဆုံးဖြတ်ချက်ချတဲ့အာဗြဟံကိုဖခင်သခင်အစဉ်ကောင်းကြီးပေးလိုက်တယ်ကိုတော့ကျွန်တော်ကျွန်ဘဝရောက်သွားလဲကိုတော့ကျွန်တော်ကိုတော့မပြတ်မအောင်ကိုတော့ဘာလို့ကိုတော့ကျွန်တော်အတွက်ကြီးမားသောအကြံစီရှိတယ်ဆိုတာကျွန်တော်သိထားပြီးသားသူများမိန်းမဘလောက်ပဲလှလှသူများမိန်းမဘလောက်ပဲဆွဲမဆရာကောင်းကောင်းဘလောက်ပဲအခွင့်ရေးရရကိုတော့ကျွန်တော်ကိုတော့မပြတ်မအောင်ကိုတော့ကျွန်ဘွားမှာပဲထားတော်ညာလဲကိုတော့ကျွန်တော်ဘယ်တော့မပြတ်မအောင်ကိုတော့ကိုကျွန်တော်ယုံနေမကောက်ကိုတော့ကျွန်တော်ယုံရတဲ့အတ္တဖြစ်တယ်အဲ့လိုမျိုးအရက်တည်တဲ့အတွက်ထောင်ထဲရောက်သွားလဲပဲဘုရားသခင်ကိုတော့ကျွန်တော်တို့အကြံစီအကြီးဆုံးရှိဆိုကျွန်တော်တည်တယ်ကိုတော့ကျွန်တော်မပြတ်မအောင်ကောင်းစားနေမှာကိုတော့ကျွန်တော်ကိုးကွယ်မှာမဟုတ်မကောင်းစားတဲ့အချိန်မှာလဲထောင်ထဲရောက်နေတဲ့အချိန်မှာလဲကိုတော့ကျွန်တော်ကိုးကွယ်မယ်အဲ့ဒီထောင်ထဲကနေဘုရားကိုးကွယ်တတ်တဲ့အတ္တဖြစ်တဲ့အခါမှာဖခင်ကိုယုံတဲ့အတ္တပဲမဟုတ်ဖခင်ကယုံရတဲ့အတ္တဖြစ်သွားတဲ့အခါမှာယောသတ်ကိုဖခင်သခင်ကဒုတိယဘုရင်နေရာမှာထားပြီးတော့သူများနိုင်ငံမှာချီးမြှောက်တယ်